နောက်တော့ဟိုသစ်စီခေတော့ကနော်ဒီချေပြိုဟောစာပြခါရပါမထက်တော့ပါတော့မြောက်လာနားထောင်လာဒီဘီလူတို့တာလူညီတို့ဟောစာအုတ်ချုပ်မယ်ဆိုဘယ်သူမှမခွတ်ထက်ရင်ဟုတ်လားခွတ်ထက်ပဲမှသွားနေမလဲဒါအုတ်ချုပ်သူဘောဝါမှုတည်တယ်လေကော်သူလေသူရဲကောင်းစုရဗိုလ်ချုပ်ကြီးစောကျော်နီထိုင်းဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်လေးစားတဲ့ဗိုလ်ချုပ်ကြီးစောကျော်နီကျန်းဖို့ပါတီဥက္ကဋ္ဌဦးခင်ရီအပါအဝင်မြန်မာစစ်ဗိုလ်ချုပ်တွေကိုတေရွာပို့ခဲ့မှုတဲ့ KNU ရဲ့လက်ရှိစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နီအကြောင်းကိုဒီအပတ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ KNU ရဲ့လက်နက်ကင်တပ်ဖြစ်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNAA မှာအကြီးဆုံးယာဒူးတာဝန်ယူထားတဲ့ဗိုလ်ချုပ်ကြီးစောကျော်နီဟာတက်16နှစ်ကျောင်းသားအရွယ်ကလေးကညီကိုတငယ်ချင်းတွေစုပြီးမြန်မာစစ်တပ်ရဲ့စစ်သားတွေကိုလက်ဗလာနဲ့တိုက်ခိုက်ပြီးလက်နက်လူယူကကရင်တော်လှန်ရေးကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လက်နက်နဲ့တကွကရင်တော်လှန်ရေးကိုဝင်ရောက်လာတဲ့စောကျော်နီတို့တငယ်ချင်းအဖွဲ့ဟာစုကြေးငွေတစ်ယောက်50ကျပ်ရရှိခဲ့ပါတယ်။စောကျော်နီဟာရဲဘော်ဘဝကနေစပြီးတိုက်ခိုက်ရေးမှာအလွန်ထူးချွန်တာကြောင့်ဓာတုတက်မြန်ခဲ့သလိုနာမည်လဲကြီးလာခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီဟာကရင်တော်လှန်ရေးတပ်တန်းတစ်လျှောက်နာမည်ကြီးတိုက်ပွဲများစွာဆင်နွှဲခဲ့ပြီးရန်သူကိုအထိနာအောင်အကောင်းဆုံးဗျူဟာတွေနဲ့ခြေမုံတိုက်ခိုက်ခဲ့တဲ့လူဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီစစ်ကြောင်းမှုဘဝဗိုလ်မှုဘဝကတိုက်ခဲ့တဲ့နာမည်ကြီးတိုက်ပွဲတွေအများကြီးထဲမှာမှအခုလက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့လှိုင်းပွဲမြို့နယ်ကနောင်တိုင်းတိုက်ပွဲဟာလည်းပြောဆောင်မှတ်တွင်ပါတယ်1988ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နောင်တိုင်းတိုက်ပွဲမှာမြန်မာစစ်တပ်ဘက်ကစစ်သား50ကျော်တေဆုံးခဲ့ပြီးဗိုလ်မှူးကျော်နီတို့ကရန်သူရဲ့လက်နက်ခဲယမ်းတွေအများကြီးရရှိခဲ့ပါတယ်။နောင်တိုင်းတိုက်ပွဲမှာဦးခင်ရီဟာထောက်လန်းရေးမှုရာထူးနဲ့တပ်ရင်းမှုနားမှာနေရတဲ့သူဖြစ်ပြီးဗိုလ်မှူးကျော်နီကတော့ KNU တပ်မဟာခုနှစ်တပ်ရင်း19စစ်ကြောင်းမှုတာဝန်ယူထားပြီးနောင်တိုင်းတိုက်ပွဲကိုအဓိကဦးဆောင်ခဲ့တာဖြစ်ပါတယ်။နောင်တိုင်းတိုက်ပွဲမှာဦးခင်ရီဟာတေလူမျောပါဒဏ်ရာရရှိခဲ့ပြီးဆေးရုံမှာလပေါင်းများစွာတက်ရောက်ကုသခဲ့ရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဦးခင်ရီဟာအမြဲဂုဏ်ယူပြောဆိုလေးရှိသလိုသူ့ရဲ့စစ်သားအတွေ့အကြုံပေးဆက်မှုအကြောင်းတွေကိုအမွှန်းတင်လေးရှိပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီရဲ့နောက်ထပ်နာမည်ကြီးတိုက်ပွဲတစ်ခုကတော့ထိုင်းနိုင်ငံထိသွားတိုက်ရတဲ့တိုက်ပွဲဖြစ်ပါတယ်။1984ခုနှစ်ပတ်ဝန်းကျင်မှာ KNU ရဲ့အမာခံစခန်းကြီးတစ်ခုဖြစ်တဲ့မော်ဘိုးကေကိုမြန်မာစစ်တပ်ဘက်ကအပြင်းထန်ထိုးစစ်ဆင်ခဲ့ပေမဲ့မအောင်မြင်တဲ့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကနေပတ်သွားပြီးမော်ဘိုးကေစခန်းကိုတိုက်ဖို့ကြံစည်ခဲ့ကြပါတယ်။ဒါကြောင့်မို့မြန်မာစစ်တပ်ဟာထိုင်းနိုင်ငံထဲဝင်ရောက်သွားပြီးထိုင်းနယ်စပ်မှာရှိတဲ့ထိုင်းစစ်သားတချို့ရဲ့လက်နက်ကိုပါသိမ်းယူလိုက်ပါတယ်။ထိုင်းနိုင်ငံထဲဝင်ရောက်ပြီးမော်ဘိုးကေကိုတိုက်ဖို့ကြံစီတဲ့မြန်မာစစ်ကြောင်းကိုနာမည်ကြီးမြန်မာစစ်ဗိုလ်ချုပ်တဦးဖြစ်တဲ့သူရဘွဲရဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံထိဝင်လာတဲ့မြန်မာစစ်တပ်ကိုဗိုလ်မှူးကျော်နီတို့စစ်ကြောင်းကခံတိုက်ခဲ့တာကြောင့်ကစင်းကလျားထွက်ပြေးခဲ့ရပါတယ်။ဗိုလ်မှူးကျော်နီတို့ကရန်သူလက်နက်အများကြီးရရှိခဲ့တဲ့အပြင်မြန်မာစစ်တပ်ကတင်ထားတဲ့ထိုင်းစစ်သားရဲ့လက်နက်တွေပါပြန်ရလိုက်ပါတယ်။ဒါကြောင့်မို့လို့ဗိုလ်မှူးကျော်နီဟာထိုင်းတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးထိုင်းစစ်သားရဲ့လက်နက်တွေကိုထိုင်းတာဝန်ရှိသူတွေထံပြန်အပ်ပေးခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းဘုရင်တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအားထစ်ကိုယ်တိုင်ဗိုလ်မှူးကျော်နီကိုလာရောက်တွေ့ဆုံပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းဗိုလ်မှူးကျော်နီဟာကော်တူးလေဒေသမှာသာမကထိုင်းစစ်တပ်အတိုင်းဝိုင်းတွေမှာပါဩဇာအရှိန်အဝါကြီးလာခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီဟာစစ်တိုက်တဲ့နေရာမှာအင်မတန်ပရိယေကျွဲဝါတဲ့လူဖြစ်ပါတယ်။ DKBA စတင်ဖြစ်ပေါ်ခါစ KNU အပွဲအပြဲကာလ1995ခုနှစ်မှာဗိုလ်ချုပ်ကြီးစောကျော်နီတစ်ဖြစ်လဲဗိုလ်မှူးကျော်နီဟာကော့ကရိတ်လှိုင်ဝမှာအခြေစိုက်တဲ့မြန်မာစစ်တပ်တပ်ရင်းမှုတဦးဖြစ်တဲ့ကျော်မြင့်ထွန်းကိုလှမ်းဆက်သွယ်ပြီးအလင်းဝင်ခြင်းတဲ့အကြောင်းပြောဆိုလာပါတယ်။ကျော်မြင့်ထွန်းလည်းအဲ့ဒီတုန်းကမြန်မာပြည်ကိုလွမ်းမိုးချုပ်ကင်နေတဲ့ဝင်ကြီးချုပ်ခင်ညွန့်သို့မဟုတ်စစ်ထောက်လှမ်းရေးချုပ်ဗိုလ်ချုပ်ခင်ညွန့်ကိုချက်ချင်းအကြောင်းကြားပြီးလက်နက်ချအလင်းဝင်ခန်းသားတွေစတင်ပြင်ဆင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဗိုလ်မှူးကျော်နီဟာသူတို့ကိုအလစ်ဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်မြန်မာစစ်သားအများပြားသေဆုံးခဲ့ပြီးတပ်ရင်းမှုကျော်မြင့်ထွန်းအပါအဝင်မြန်မာစစ်တပ်ထောက်လှမ်းရေးအရာရှိတော်တော်များများစစ်ခုံရုံးတင်ခံရပြီး
နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။နောက်ပိုင်း KNU နဲ့မြန်မာစစ်တပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်တဲ့အချိန်မှာမြန်မာစစ်တပ်အရာရှိတချို့ကကျော်မြင့်ထွန်းဟာအရန်သနာဖို့ကောင်းတဲ့အကြောင်းအဲ့ဒါကြောင့်သူ့ရဲ့ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ဗိုလ်ချုပ်ကြီးစောကျော်နီအနေနဲ့ဥခင်ညွန့်ကိုတွားရောက်နားချပေးဖို့မြန်မာစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ဗိုလ်ချုပ်ကြီးစောကျော်နီကိုအကူအညီတောင်းခဲ့ပူပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီရဲ့လှုပ်ဆောင်မှုတွေထဲမှာသမိုင်းတွေနဲ့လုပ်ရက်တစ်ခုကတော့ DKBA ရဲ့ဖမ်းဆီးခြင်းကိုခံနေရတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေကိုကယ်ထုတ်ပေးလိုက်တဲ့လုပ်ရက်ပါပဲ1994-95ကာလတွေမှာမြန်မာစစ်ထောက်လှမ်းရေးရဲ့သွေးခွဲတက်ရှို့မှုကြောင့် KNU ဌာနချုပ်မာနယ်ပလောမှာတပ်တွင်းပုံကံမှုဖြစ်ပေါ်လာပြီး DKBA ပေါ်ပေါက်လာက KNU ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ DKBA တပ်ဖွဲ့ဝင်တွေဟာဆွေးနွေးညှိနှိုင်းဖို့အတွက်ဟုဆိုကာဗိုလ်မှူးကျော်နီအပါအဝင် KNU ခေါင်းဆောင်တချို့ကိုဆင့်ခေါ်ပြီးနောက်ပြန်လွတ်မပေးတော့ဘဲဖမ်းခေါ်ထားလိုက်ပါတော့တယ်။ DKBA တပ်ဖွဲ့ဝင်တော်တော်များများဟာဗိုလ်မှူးကျော်နီရဲ့လက်အောက်ငယ်သားတွေဖြစ်တာကြောင့် DKBA နဲ့ပူးပေါင်းဖို့ DKBA ကိုဥဆောင်မှုပေးဖို့ဗိုလ်မှူးကျော်နီကိုတောင်းဆိုလာကြပါတယ်။ဗိုလ်မှူးကျော်နီလည်းသူတို့ရဲ့တောင်းဆိုချက်ကိုလက်ခံပြီး DKBA ခေါင်းဆောင်လုပ်ဖို့သဘောတူလိုက်ပါတယ်။အဲဒီနောက်ဗိုလ်မှူးကျော်နီဟာပရိယေကျွယ်ဝစွာနဲ့ပဲ KNU ခေါင်းဆောင်တွေကိုကယ်ထုတ်လိုက်ပါတယ်။သူကိုယ်တိုင်လည်းထိုင်းနိုင်ငံဘက်ခြမ်းမှာသွားနေကအချိန်တန်တော့သူ့ရဲ့ရဲဘော်တွေကိုဆက်သွယ်လိုက်ပြီး KNU တပ်မဟာခုနှစ်ဘက်ကိုပြန်လာခဲ့ပါတော့တယ်။လက်ရှိအချိန်မှာတော့ဗိုလ်ချုပ်ကြီးစောကျော်နီဟာ KNU ရဲ့အဓိကလက်နက်ကင်တပ်ဖြစ်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNA ရဲ့စစ်ဦးစီးချုပ်တာဝန်ကိုထမ်းဆောင်နေပြီးမကြာခင်အချိန်အတော်အတွင်းမှာအနားယူတော့မယ်လို့သတင်းထွက်နေပါတယ်။ဗိုလ်ချုပ်ကြီးစောကျော်နီဟာကော်တူးလေသူရဲကောင်းစုရရှိထားသလိုအခြားသောထူးချွန်စုတွေလည်းအများပြားရရှိထားပါတယ်။လက်ရှိ KNU မှာစစ်ရေးအရတပ်မဟာခုနှစ်ခုရှိနေပြီးတပ်ရင်း30ကျော်နဲ့တပ်အင်အား1000ခန့်လောက်ရှိပါတယ်။